ရန်ကင်းမြို့နယ်ရင်းနှီးနှောင်းအခြေခံပညာထက်တန်းကျောင်းမှာအောင်ချက်ရာခိုင်နှုန်း22.8ရာခိုင်နှုန်းပဲရှိပေမဲ့ဝိဇ္ဇာဘာသာတွဲမှာနိုင်ငံတော်အဆင့်1နဲ့2နှစ်ယောက်စလုံးထွက်ရှိခဲ့ပါတယ်။အဲဒီကြောင့်မှာကျောင်းသားတွေကိုတေချာကြက်မတ်မတ်တင် जा ပေးတာတွေလျှက်စစ်မီမရရှိတဲ့ကြားကမီးဆက်နှိုးပြီးအချိန်ပိုတွေခေါ်ယူတင် जा ပေးခဲ့တာတွေကိုကျောင်းဆရာမကြီးဒေါ်ချီချီစိန်ကအခုလိုပြောပါတယ်။ကျမတို့ဒီဂုံလူထွက်တဲ့ကလေးနှစ်ယောက်ကိုကလေးနှစ်ယောက်တွေမကပါဘူးကျမတို့ကကျောင်းသားတွေအားလုံးကိုနေရာဒီတဲ့အောင်ကိုရန်အောင်စင်းထွက်ပြီးဆိုတဲ့ကနေရာဒီတဲ့ຫນွေကြိုတွေတင်ခဲ့ပေးပါတယ်။နောက်ပြီးတော့ကျောင်းစဖွင့်ဆိုတဲ့ကနေပြီးတော့အချိန်ကိုမနေ့9နာရီနဲ့10နာရီအထိတစ်ချိန်10နာရီကနေပြီးတော့10နာရီ45စက်တိပြည့်ပေါ့နော်ဟိုအချိန်ရရင်ရတယ်လို့မနေ့ပိုင်းမှာလည်းအချိန်ကိုခေါ်ပေးပါတယ်။ညနေပိုင်းကျတော့လည်းပဲကျောင်းစင်းချိန်မှာ3နာရီ15ကတော့4နာရီ15အထိဒါပုံမှန်ဘာသာရပ်အလိုက်နေ့စဉ်အချိန်မိုးလေးတွေရှိပါတယ်။နောက်ပြီးစနေတနင်္ဂနွေကြလည်းပဲစနေနေ့မှာလည်းအထူးအချိန်ကိုဆိုပြီးတော့ခေါ်ပါတယ်လိုအပ်လို့ရှိရင်ဘာသာရပ်လိုက်လိုအပ်လို့ရှိရင်တင်စာအင်္ဂလိပ်စာပေါ့စသဖြင့်လိုအပ်လို့တနင်္ဂနွေနေ့မှာလည်းထပ်ပြီးတော့ဘာသာရပ်ဆရာတွေကခေါ်ပြပါတယ်အောက်တိုဘာလရောက်တဲ့အခါမှာကျမတို့ကနိုင်စာရီကိုစတင်ပြီးတော့ခေါ်ပါတယ်နိုင်စာရီမှာကျမတို့ကဟိုည6နာရီကနေပြီးတော့17နာရီအထိပေါ့နော်အဲ့ဒီအထိတင် जा ပေးပါတယ်အဲ့လိုညစာရီခေါ်တဲ့အချိန်မှာကျမတို့ဒေတာအကြောင်းမှာမီးမရှိပါဘူးလက်စစ်မီးမရှိပါဘူးလက်စစ်မီးမရှိတဲ့အခါကျတော့ကျမတို့ကဆက်မီးဆက်မောင်းပြီးတော့ကလေးတွေကိုဒီဆက်မောင်းပေးရပါဆက်မောင်းတော့စာတင်ရပါတယ်အခက်အခဲတွေရှိပေမဲ့ကျောင်းကဆရာဆရာမတွေရဲ့တင် जा ပေးမှုကောင်းတွေကိုရရှိခဲ့ပြီးထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့အကြောင်းတွေကိုလည်းနိုင်ငံတော်အဆင့်နံပါတ်1နေရာရရှိခဲ့တဲ့ရေနံတောင်အထက်တန်းကျောင်းသူမဆုပပူအောင်ကအခုလိုပြောပါတယ်လျှက်စီမီရတော့မရပါဘူးသမီးတို့ရမှလည်းမရပါဘူးပြီးတော့လမ်းကလည်းမကောင်းဘူးเนาะရှုံနေဘွက်တွေနဲ့စပိတ်စီပြီးတော့နေတိုင်းဒါလည်းအဲ့ဒါတော့အခက်အခဲဖြစ်ပါတယ်ရှင်မြန်မာစာဆရာဆိုလို့ရှိရင်မြန်မာစာဘာသာရပ်ကိုလင်္ကာလေးတွေနဲ့တည်တည်ချာချာကိုသင်ကြားပေးပါတယ်ရှင်အင်္ဂလိပ်စာဆိုလို့ရှိရင်လည်း grammar တွေကိုပေါ့နော်စနစ်တကျသင်ကြားပေးပါတယ်သင်ကြားဆရာမဆိုလို့ရှိရင်လည်းသင်ကြားတွေကိုသင်ကြားပေါ့နော်ဘောမှာတွေ့ပြတယ်ကျောင်းမှာပေါ့နော်မိဘအောင်တွေကိုလည်းကျောင်းမှာသင်ကြားပြသပေးပါတယ်ရှင်သမိုင်းဆရာမဆိုလို့ရှိရင်ဟိုတုန်းကအကြောင်းအရာတွေနဲ့ဆက်ဆက်ပြီးတော့သင်ကြားပြသပေးပါတယ်ရှင်စိတ်ဝင်စားလာအောင်လည်းပေါ့နော်ကျောင်းသားတွေစိတ်ဝင်စားလာအောင်လည်းသင်ကြားပေးပါတယ်ဗထဝီရတဲ့ဆရာမကြီးကိုလည်းသင်ဆရာမကြီးတွက်စာဦးပေါ့နော်ဒီစာဂရုတစားဒီကြပေးပါတယ်လက်တွေတွေပေါ့နော်လက်တွေတို့လည်းဒီစာပြသပေးပါတယ်ဘောကပြီးတာတော့ဆရာမဒေါ်တန်းနာစင်းကသမီးတို့ရဲ့တမ်းပိုင်ဆရာမလေးဖြစ်တယ်သမီးတို့ပေါ့နော်နိုင်ငံလုံး1 2တန်းဝင်စီခြင်းတဲ့အတွက်နေ့စဉ်နေ့တိုင်းသူသိဆုံးပါပါတယ်စာဦးလည်းအတန်းလေးတင်ရအောင်ဒီစာကိုဒီပြသပေးပါတယ်ရှင်ဆရာဆရာမတွေရဲ့အသင်ပြကောင်းမှုကြောင့်ပေါ့နော်အခုလိုမျိုးပထမဒုတိယကိုထုတ်ခဲ့တာဖြစ်ပါတယ်ရှင်ကျောင်းကတင် जा ပေးတဲ့စာတွေကိုတနေ့စာတနေ့ပုံမှန်တင်ယူချက်မှတ်ပြီးအချိန်စရာအတိုင်းနေ့စဉ်စူးစမ်းတင်ယူခဲ့လို့အခုလိုနိုင်ငံတော်အဆင့်နံပါတ်1နေရာကိုရရှိခဲ့တာဖြစ်တယ်လို့လည်းမြန်မာနိုင်ငံလုံးဝိစာရွယ်ပထမရရှိခဲ့တဲ့ရေနံတောင်ထက်တန်းကျောင်းသားမောင်ဝေရန်လင်းကျော်ကပြောပါတယ်။ဒါဒီတက္ကသိုလ်ဝင်တဲ့မှာဝိသဘာသာတဲ့အတွက်နှစ်ကိုခုံမဲ့အကတာ9ရရှိနေဝင်ရောက်ဖြည့်ဆို့ပြီးတော့ဂုဏ်6ဘာသာထုတ်ခဲ့ပါတယ်။နောက်မြန်မာနိုင်ငံလုံးအဆင့်ပထမစုကိုလည်းရရှိခဲ့ပါတယ်။တာရဲ့စုစုပေါင်းရမှတ်ကတော့920ဖြစ်ပါတယ်ခင်ဗျာ။ဒါတာရဲ့ကျိုးသားပုံကတော့ဒီနိုဝင်ဘာလဖြည့်ပြီးတော့10ရက်လောက်ပဲနားပါတယ်။နောက်မှာတော့ဒီတက္ကသိုလ်ဝင်တဲ့စာမှုမှာအဆင့်မြင့်နဲ့ထူးထူးကျွန်တော်အောင်နိုင်မှုအတွက်ဒီဘာသာရပ်တစ်ခုချင်းတွေကိုနှမ်းနဲ့လေးကျော်သားလေးလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာကျောင်းဆရာမကြီးကလည်းရေချိုခေါ်ပြီးတော့တာတို့စာချက်ခိုင်းခဲ့ပါတယ်ခင်ဗျာ။ဒီကျောင်းတယ်တော်လည်းဒါဘာသာရပ်6ခုကိုတနေ့ကို6နာရီလုံးထားပြီးတော့ကျက်ခဲ့ပါတယ်။နောက်ပိုင်းမှာဆိုရင်တော့9နာရီကနေ17နာရီအထိ4နာရီလုံးနဲ့၄ဘာသာကိုကျက်ခဲ့ပါတယ်မနေ့ပိုင်းမှာဆိုရင်တော့9နာရီပုံမှန်ထားပြီးတော့9နာရီအထိ2နာရီလုံးနဲ့2ဘာသာကျက်ပါတယ်ကျောင်းရောက်ပြီးဆိုရင်ဆရာသမားတွေကမနေ့ပိုင်းနဲ့ညနေပိုင်းတွေမှာအချိန်မခေါ်ပြီးတော့တင်ကြပေးခဲ့ပါတယ်အချိန်မူတွေမှာလည်းဒါမှန်တက်ပြီးတော့ဆရာသမားတွေကတင်ပြပူချမှုကိုဒါစနစ်တကျနဲ့တရားကျက်မှတ်ခဲ့ပါတယ်ခင်ဗျာဟိုကျောင်းပြည်ဒီမှာလည်းဒါဟိုမြန်မာအင်္ဂလိပ်သင်ကြားဂုဏ်ထူးရဖို့အတွက်မြန်မာသာစာသားမှုတစ်ပုဒ်အင်္ဂလိပ်စာအစီလက်တာတစ်ပုဒ်စီကိုရေးသားလေ့ကျင့်ခဲ့ပါတယ်ညအိယာဝန်ကနေတိုင်းလည်းမြန်မာသာစာသားမှုတစ်ပုဒ်ကိုအမြဲဖတ်ပြပါတယ်ဟိုတင်ချာမေးခွန်းအတွက်ကတော့တင်ချာမေးခွန်းဟောင်းတွေညပု္ပ္ပစာတွေကိုအမြဲလေ့လာတွေ့ရှိခဲ့ပါတယ်ကျန်တဲ့ဒီပထဝီသမိုင်းဘောကအကျက်စာတွေအတွက်ကတော့ရှားစာတင်ချိန်မှာတင်ချာတော့လိုက်နောက်ထောင်ပြီးတော့တင်းစာတင်နဲ့ပုံမှန်ရအောင်ကျက်ပါတယ်နောက်တစ်ပတ်တစ်ခါပြန်လှူပါတယ်အဖေမရှိတော့ပေမဲ့အမေဖြစ်သူနဲ့အမဖြစ်သူတို့ရဲ့ပံ့ပိုးပေးမှုကြောင့်အခုလိုရလမျိုးရလာတာဖြစ်တယ်လို့လည်းမောင်ဝယ်လင်းကျော်ကပြောပြပါတယ်။ကျောင်းအားဂျင်တွေမှာစာအုပ်စာဆောင်တွေဖတ်ဖြစ်ပြီးအဲ့ဒီစာအုပ်စာဆောင်တွေမှာပါတဲ့မြန်မာနိုင်ငံလုံးအတိုင်းအတာနဲ့ထူးချွန်တဲ့ကျောင်းသားတွေကိုကြည့်ပြီးအားကျစူးစမ်းခဲ့တာတွေ
မိသားစုအတွက်စ조사မယ်ဆိုတဲ့ရည်မှန်းချက်တွေကိုလည်းအခုလိုပြောပြပါတယ် နောက်အနာဂတ်မှာအောင်မြင်တဲ့ထူးချွန်ထက်မြက်တဲ့တာရဲ့ကျေးဇူးရှင်ဟိုအမေနဲ့ဆရာဆရာမဟိုတာပြန်ပြီးတော့ကျေးဇူးတုံ့ပြန်နိုင်တဲ့စီးပွားရေးသမားတယောက်စီးပွားရေးပညာရှင်တယောက်ဖြစ်အောင်ကြိုးစားတော့ရမယ်အဲဒီကြောင့်မလို့ရန်ကုန်တက္ကသိုလ်မှာဒီစီးပွားထူးချွန်တက်ပြီးတော့စီးပွားရေးနယ်ပယ်တွေကိုဝင်ပါမယ်လို့စိတ်ကူးထားပါတယ်ခင်ဗျ ရေနံတောင်ထက်တန်းကျောင်းမှာကျောင်းသားဥယျာဉ်950ခန်းရှိပြီးဆရာဆရာမအယောက်30ခန်းရှိကဆရာဆရာမအင်အားလောလောနဲ့အဆင်ပြေပြေတင် जा ပေးနိုင်တယ်လို့လည်းသိရပါတယ်အခုနှစ်တက္ကသိုလ်ဝန်ထမ်းဆောင်မှုဝဲကိုထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့ကလေးတွေဟာပြင်ပကျူရှင်တွေမှာတင် जा မှုရှိပဲကျောင်းတွင်းတင် जा မှုကိုသာစ조사တင်ယူသူတွေဖြစ်ကြောင်းကိုဆရာမကြီးကဆက်လက်ပြောပြပါတယ် ကျမတို့အခု6ဘာသာနဲ့9ဘာသာ4ဘာသာထွက်တဲ့ကလေးတွေဟာကျူရှင်တင် जा ခြင်းမရှိပါဘူးရှင်ဒါကြောင့်မို့လို့ကျူရှင်တင်ယူမှအောင်မြင်မလားဆိုလို့ရှိရင်လည်းပဲကျူရှင်တင်မှအောင်မြင်တာလည်းမဟုတ်ပါဘူးကျူရှင်တင်တိုင်းလည်းမအောင်ပါဘူးရှင်သူကလေးတွေစ조사မှုပေါ်မှာမူတည်ပြီးတော့သွားပါမယ်တချို့ကကျူရှင်အများကြီးယူပါတယ်သို့တော်လည်းပဲခုနကလိုပေါ့ဟိုအောင်ချက်ခါကြတော့ဒီပြမကလေးလောက်တောင်မှပဲအမတ်မမီတာတို့ဘာသာဂုဏ်လုံးမထွက်တာတို့ဒါမျိုးတွေလည်းရှိပါတယ် ကြံငယ်မြို့နယ်ရေနံတောင်ကျေးရွာအုပ်စုမှာလျှက်စစ်မီမရှိတာတွေလမ်းမကောင်းတာတွေစားတဲ့အခက်အခဲတွေရှိနေပေမဲ့မြန်မာနိုင်ငံလုံးအဆင့်1နဲ့2နှစ်ယောက်စလုံးကိုကျောင်းတစ်ကျောင်းထဲကမွေးထုတ်ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ